ပုံရည်ကြီးတော့ဆိုရင်အနမ်းတစ်ချက်ရောက်လိုက်တာနဲ့ကိုစားခြင်းနေပြီဒါတော့မှကိုစားတာကိုဘေးကလူတွေကမသိလေကောင်းလေကျက်သွန်နီကျက်သွန်ဖြူငရုတ်တီးစီလေးနဲ့စားဟင်းကမုံလေးထည့်ပြီးနေလိုက်တာနဲ့ကိုရပြီအရန်လွယ်ကူပြီးစားလို့ကောင်းတော့ပေါ့နော်ဒါတော့မှချူလီကမကြိုက်ကြဘူးရှင်ဘာဖြစ်လို့လဲဆိုတော့သူကမြမဲလို့တဲ့ကဲပုံရည်ကြီးတော့ကြိုက်သွားရင်တော့ထွက်မသွားဘူးနော်